Hello 哎，ကျွန်တော်မိမအိမ်နာသွားနေလို့ခဏဆောင်းပေးအောင်လေခဏဆောင်းအောင်နော်သူဖုန်းကသူလက်ထဲမှာခဏဆောင်းနော်ပြန်ခေါ်နော်မြန်လေးကြည့်ပေးပါရှင်ခဏလေး6လုံးကအရေးကြီးပါတယ်ခဏ6လုံးအမြန်လေးကြည့်ပေးပါနော်အေးကျွန်တော်လည်းအရေးကြီးနေတယ်ခဏလေးကျွန်တော်မိမကအိမ်နာတက်တယ်ဆိုမင်းညကသူကလေသမီးစားတဲ့အဲ့ဒါမှာအချင်းကြီးနဲ့ငပိရေးအဲ့ဒါဒီအကုန်စားတယ်အဲ့ဒါကြောင့်ဘိုက်နာနေတယ်လို့ခဏဆောင်းပေးနော်ခဏအင်္ဂါမှာအဲ့ဒီလက်ရှိတယ်လေအဲ့ဒီရှိတယ်မကောင်းဘူးလေအင်္ဂါထဲမှာဝင်သွားကြည့်လို့မကောင်းဘူးအဲ့ဒီရှိလို့ခဏဆောင်နေနော်ဟုတ်ကဲ့ပါဒါဆိုရင်လူချင်းမရဲ့က2မိနစ်မှာကြော်သွန်းသွားမယ်ဆိုရင်လူချင်းမရဲ့ကောက်ပိတ်သွားမယ်ဆိုရင်ဘယ်လိုလုပ်လဲကျွန်တော်လားငိုမလေးကျွန်တော်လည်းငိုမှာပေါ့ဘာလို့မလဲကျွန်တော်ဒီခဏဆောင်လေကျွန်တော်မိမကအိမ်နဲ့တက်တယ်လေအိမ်နဲ့တက်တယ်လေအရေးကြီးနေတယ်သူကဘိုက်နာနေတယ်လေခဏဆောင်နော်ပြန်ခေါ်လိုက်နော်ပြန်ခေါ်လိုက်နော်